ကြောက်စရာကောင်းတာကွဘလို့မျိုးမလို့လဲသူကြောက်ပြီဆိုရင်နော်ဘာစားစားပါဇက်ထဲမှာလည်းနန်းနန်းမင်းရတာပဲရတယ်လက်ကောင်းထဲမှာလည်းလေနန်းနန်းမင်းအနက်နေရတယ်အဲ့လိုမျိုးကြောက်တာငပိရင်စမနေပါနဲ့ကွာမပြောပါနဲ့တော့ဟာငါတို့ဘက်ကလေးကမှမကြိုက်တာပတ်စံရှင်မီလို့ပြန်မယ်ထမှာတော့ဘောချစ်တော့ကခုနကသူပြစ်ချထားတဲ့နန်းနန်းမင်းဖက်တီကိုတက်နေမိသွားတာဟာနန်းနန်းမင်းဖက်ကြီးတော့ဘောလေးခြေတော့ကနန်းနန်းမင်းဖက်ကိုဖယ်လိုက်တယ်မင်းလေညကြရင်တော့နန်းနန်းမင်းတရဲ့အချောက်ခံရတော့မှာပဲဟာငပိရဘာလို့ရှောက်ပြောနေရလဲကွမင်းတို့မကြောက်ဘူးလားထမင်းစိတ်တက်နေပြီထမင်းစိတ်တစ်စီကြောက်တယ်လေအေးအဲ့လိုပဲနန်းနန်းမင်းတက်နေပြီတော့နန်းနန်းမင်းတစ်စီကြောက်မှာပေါ့ကွငပိရဲ့ငါတို့ဘက်ကလေးကိုအဲ့လောက်မစပါနဲ့ဟာနန်းနန်းမင်းကအပင်လေကွာလူမမဟုတ်တာဘယ်ကြောက်လို့ရမှာလဲကွဒလုံနဲ့မုံငါဆိုင်ရာနေ၄ယောက်သာထွက်လာခဲ့ကြတယ်ဒလုံနဲ့သူတို့ပြန်လာတဲ့လမ်းမှာဈေးကနေပြန်လာတဲ့မဲချစ်နဲ့တွေ့ကြတယ်မမမဲချစ်ဈေးကပြန်လာလားဟုတ်တယ်မိဝိုင်းတို့ကရောဘယ်သွားကြမလို့လဲဟိုသမီးတို့ကဒီနားကမုံငါဆိုင်မှာမုံငါတောက်ပြီးပြန်လာကြတာရှင့်မမမဲချစ်ဘာတွေဝဲလာလဲဗျထွေထူးတော့မပါပါဘူးတော့ဘော်ရေဟိုပေပေကပန်ထရီပြောလေးစားကျင်နေဆိုတာနဲ့လှုပ်ကြွေးမလို့လေအဲ့ဒါလိုအပ်တာလေးတောင်းရပြီးတော့ပြန်လာတာပန်ထရီပြောဆိုတော့နန်းနန်းမင်းလေးတောင်းအောင်ရှယ်ပေးနော်ဟုတ်တယ်မှုရတယ်လေဘာလဲငပိန်ကပန်ထရီပြောကြိုက်တယ်ကြိုက်တာမို့ဗျထမင်းနဲ့နေဆိုင်ရှယ်ပေးတော်တော်ကောင်းတော့နန်းနန်းမင်းကမမွေးပါဘူးဗျမမမဲကြည့်ရလေနန်းနန်းမင်းကနန်းနာဗျသူ့နာမည်ကိုကြည့်လေနန်းနန်းမင်းမကြိုက်တဲ့သူတွေအတွက်ကတော့နန်းနာပေါ့ကြိုက်တဲ့သူတွေအတွက်ကကြာမှုတယ်တော့ဘောရဲ့တော့ဘောကနန်းနန်းမင်းမကြိုက်ဘူးလားဟုတ်တယ်မမမဲကြည့်သူကစားရည်တွေပါလိုက်တော့ဖယ်ပြီးတော့စားတာမကြိုက်ရင်တော့ဆိုင်မျိုးနန်းနန်းမင်းမထည့်ဘူးလို့ပြောပေါ့ကဲဒါဆိုရင်မမသွားတော့မယ်နော်အိမ်မှာလည်းနှိမ့်ချက်ရအောင်ပါဆိုတော့ဟုတ်မမမဲကြည့်တားတော့လည်းသွားပြီနောက်တစ်ရက်မှာတော့တပြေကုန်းရှောင်းမှာကြာဆိုင်ရင်ကစတူဒီတာရှိရနဲ့ဖိုးတူတို့သွားတော့ကြတာကြာဆိုင်ဟင်းကိုလေနှစ်ပွဲသုံးပွဲလောက်စပြစ်လိုက်တယ်ကြာဆိုင်ဟင်းနဲ့နန်းနန်းမေပါလာရော